ကျွန်မရက်ချက်ဆိုင်မှာလုပ်ခဲ့ဘူးလေရှင်ရက်ချက်ဆိုင်မှာယောက်ျားလေးတွေအများကြီးပဲဝန်ထမ်းရှိတာဖြစ်တဲ့အတွက်အဲ့ကအထက်လူကြီးတွေကပေါ့နော်ကျွန်မကိုခုနပြောသလိုကျွန်မမနိုင်တဲ့ဝင်ကြီးထမ်းခိုင်းနိုင်ရှိတယ်ခုနပြောသလိုကျွန်မဖြစ်တယ်လို့လည်းသူလက်မခံဘူးသူတို့အမြင်ကက်နေရမျိုးလည်းရှိကောင်းရှိမှာပေါ့နော်ကျွန်မအနေနဲ့ဘယ်လိုခေါ်မလဲကိုမနိုင်တဲ့အရာကိုလုပ်ခဲ့ရတယ်အလေးပင်တွေမားခဲ့ရတယ်နောက်တစ်ခုကျကျွန်မရမောင်းလေးကလည်းသူများတို့ရက်ရှိတာလည်းမဟုတ်ဘူးရက်ဆိုလို့ရှိရင်လည်းရက်ဘူးတွေပါပါတယ်ဒါပေမဲ့တချို့အလုပ်တွေကြတော့ကျွန်မနဲ့မမီတဲ့အလုပ်တွေရှိတယ်မနိုင်တဲ့အလုပ်တွေရှိတယ်အဲ့လိုမျိုးလုပ်ခဲ့ရတယ်ဒါပြောမှဆိုရင်LGBT ကြောက်အနေနဲ့သူတို့ခွဲခြားတယ်ပေါ့နော်ခွဲခြားတယ်ခက်ခဲတယ်ပေါ့ဒါပေမဲ့ကျွန်မစူးစမ်းခဲ့ပါတယ်။ဘာကြောင့်လဲကျွန်မရဲ့စာဝင်တွေအတွက်ကျွန်မရဲ့မိသားစုဝင်ကျွန်မပြန်ထောက်ပံ့တယ်လို့ကျွန်မအားတင်းပြီးတော့ကျွန်မရုန်းကန်ခဲ့မင်္ဂလာပါရှင်ကျမနာမည်ကတော့ဆိုင်းဖြစ်ပါတယ်။အမပေါ့နော်အိမ်ရထွက်လာခါစားတော့အိမ်မှာကျတော့ကျမအခုလိုမျိုးပေါ့နော်မိန်းကလေးတယောက်လိုဝစားဆင်မှုကိုကျမရဲ့မိဘတွေပတ်ဝန်းကျင်ကလူတွေအကြောင်းကျမပေါ့နော်ယောက်ျားလေးတယောက်နဲ့လာတယ်ပေါ့နော်ကျမဒီလက်မြကျရောက်တဲ့အချိန်မှာရုံရောက်တဲ့အချိန်မှာကျမမိန်းကလေးတယောက်လိုဝစားဆင်နေတာကျမကိုပြီးတော့ကိုဖီးရရှိတယ်ကျမခံစားရတယ်အဲ့တော့ကျမကဒီမိန်းကလေးတယောက်လိုနေရသဘောကျဖြစ်တဲ့အခုပုံစံလေးကိုကျင်းနဲ့အားရမိတယ်ကိုလည်းကိုဖီးနဲ့ပူရှိရလို့ခံစားရတယ်ရှင်ကျွန်မအိမ်မှာကျတော့ယောက်ျားလေးတယောက်နဲ့နေရဖြစ်တဲ့အတွက်ကျွန်မအနေနဲ့အရင်စိတ်ချင်းချက်တယ်ရှင်ပေါ့နော်မလွတ်လပ်ဘူးပေါ့နော်။ဘာကြောင့်မလွတ်လပ်တာလဲဆိုကိုကနေနေတာမိန်းကလေးပုံဒါပေမဲ့အိမ်မှာကကိုယ့်ရဲ့မိသားစုဝင်ပတ်ဝန်းကျင်ကြောင့်ပေါ့နော်ကျွန်မမိန်းကလေးတယောက်နေလို့မရအောင်ဒါပေမဲ့ကျွန်မကိုချင်းစားတယ်။ဘာကြောင့်ကိုချင်းစားလဲဆိုလို့ရှိရင်ကျွန်မမိဘတပေစီကျွန်မဝေးထုတ်ထားတာယောက်ျားလေးတယောက်နဲ့ဝေးထုတ်ထားဖြစ်တဲ့အတွက်သူတို့အနေနဲ့ကတော့ယောက်ျားလေးတယောက်ပဲဖြစ်စေချင်တယ်ဒါပေမဲ့ကိုယ့်ရဲ့စိတ်ကကြတော့မိန်းကလေးလိုဖြစ်နေချင်တာဖြစ်တဲ့အတွက်ကျွန်မလောလောဆယ်ကျွန်မချပြလို့မိန်းကလေးလိုဝစားဆင်လို့အိမ်မှာတော့မရဘူးဒါပေမဲ့ကျွန်မကဒီလမ်းမြကျဲမှာကြတော့ကျွန်မတို့ရဲ့ community ရှိတာဖြစ်တဲ့အတွက်ကျွန်မဒီမှာပျော်ရဲဒီပုံစံနေရတာဒီကအတိုင်းဝိုင်းကြတော့နားလည်မှုပေးတာဖြစ်တဲ့အတွက်ကျွန်မပေါ့နော်ဒီလမ်းရုံရောက်မှာပဲကျွန်မဒီမျိုးဝစားဆင်ရတာပို့အဆင်ပြေတယ်ရှင်ဟုတ်ကိုချင်းမြေမှာကိုယ့်ရဲ့ဖြစ်တယ်ကိုမိဘသိနေလဲဆိုလို့ရှင်ဘယ်သူမဆိုဘောနော်ဘယ်မိဘမဆိုဘောနော်ကိုယ်မွေးထားတဲ့တာသမီးကကိုယ့်ရဲ့မွေးထားတဲ့တာသမီးဖြစ်တယ်လို့သိနေမှာလေဘာလို့မိခင်ဖြစ်နေတဲ့အတွက်ဒါပေမဲ့ကိုဘောနော်စိတ်အားငယ်နေတဲ့အချိန်တွေကိုအပြင်သွားတဲ့အချိန်တွေမှာမိဘအမြဲတမ်းလိုက်တာဖြစ်တဲ့အတွက်မိဘကတော့သတိထားမိတယ်ပေါ့နော်အဓိကကတော့နေမကောင်းတဲ့အချိန်ပေါ့နေမကောင်းတဲ့အချိန်ဆိုလို့ရှိရင်အရင်အားငယ်တတ်တယ်ပေါ့နော်အဲ့အချိန်မှာမိဘကကိုယ်တာသမီးဖြစ်တယ်လို့ကိုသိတယ်ဒါပေမဲ့မိဘတယောက်တည်းနဲ့သူထုတ်ပြောဖြစ်ဘူးပေါ့နော်အဲ့လိုအချိန်တော့သိနေပါရှင်ဟုတ်14နှစ်လောက်ပေါ့နော်14နှစ်အရွယ်လောက်တုန်းကစပြီးတော့သိရပေါ့နော်။ဘာကြောင့်သိရလဲဆိုလို့ရှိရင်မိန်းကလေးလှလှလေးဒီဝတ်စားကောင်းလှလှလေးဝတ်တာမြင်လို့ရှိရင်ကိုယ်အရင်သဘောကျတယ်။ငါဝင်ရင်ငါလည်းအဲ့လိုမျိုးဝင်နှမလားဆိုရအတွေ့အကြုံတွေးမိတယ်။အဲ့ချိန်မှာတော့ကျွန်မအရင်ဝတ်ချင်ခဲ့တယ်ပေါ့နော်။ဒါပေမဲ့လည်းအခုချိန်မှာတော့ကျွန်မပေါ့နော်ဒီလိုမျိုးလေးဝတ်ခွင့်ရတယ်ပေါ့နော်။အဲ့အတွက်လည်းကို14နှစ်15နှစ်လောက်မှစပြီးတော့ကိုယ့်ရဲ့ဖြစ်တည်မှုကိုသိလာတယ်ပေါ့နော်။ဟုတ်ဘယ်အချိန်ဒီမှာကိုချပြမလဲဆိုရင်တော့ကျွန်မကိုချက်လောက်ကိုရက်တည်နိုင်ပြီးတော့မိသားစုနဲ့ခွဲထွက်တာမျိုးပေါ့နော်ကျွန်မကိုပိုင်စီးပွားရေးတွေလုပ်ပြီးတော့ကျွန်မချက်လောက်ပေါ့ကျွန်မရက်တည်နိုင်တဲ့အခြေအနေမျိုးဆိုရင်တော့ကျွန်မချပြမယ်ပေါ့နော်ကျွန်မလုံးကြီးဘယ်လို perfect ပေါ့နော်ဒီထားပါတော့ရင်သားတွေစီလီကွန်ထည့်ကောင်းထည့်နိုင်တယ်ပေါ့နော်မိန်းပုံလုံးဝဒီအပြည့်တစ်သလုံးနေတော့မယ့်အချိန်ဆိုလို့ရှိရင်ကျွန်မချက်လောက်ပေါ့လဲကျွန်မရက်တည်နိုင်ပြီဆိုရင်ကျွန်မမိဘချပြမယ်နောက်တစ်ခုရှိတာကျွန်မမိဘပေါ့နော်ကိုယ့်ရဲ့တုတ်ပြန်မှုကတော့နားလဲပြင်မယ်လို့ထင်တယ်။အားကြောင့်လဲဆိုတော့ကျွန်မမိဘနဲ့ကျွန်မနဲ့အမြဲတမ်းဘာပဲလုပ်တိုင်ပင်ဖြစ်တယ်ပေါ့နော်။တရားစီးပွားရေးကိစ္စပါအစားတိုင်ပင်ဖြစ်တယ်မိဘကတော့ပြင်းပြင်းထန်ထန်ကြီးတုတ်ပြန်လိုက်မှုတွေတော့မထင်ဘူးရှင်။ဟုတ်ထားပါတော့ main ပုံတယောက်နေတာနဲ့ယောက်ျားလေးတယောက်ပုံစံနဲ့ကွာခြားတယ်။ယောက်ျားလေးတယောက်နေနဲ့နေရတာလွတ်လပ်တယ်ပေါ့နော်။ဘာမှလည်း make up တွေပါပြည့်အဲ့လောက်ကြီးပြင်စရာမလိုဘူး။ကျမအနေနဲ့လည်းကျမ main လေးတယောက်လိုနေပြီဆိုရင်ကျမ perfect ဖြစ်နေချင်တာဟုတ်မှာ main မတယောက်လိုချောမွန်လှပနေရမယ်။အိမ်နေသိက္ခာရှိနေရမယ်ပေါ့နော်။လမ်းသွားလမ်းလာစားအဲ့လိုမျိုးပေါ့နော်။ခက်ခဲတယ်။ main ပုံတယောက်နေနဲ့ဝစားဆင်မှုဒီပတ်ဝန်းကျင်မှာသူများရဲ့ကြည်ချင်းတွေပေါ့နော်။ဝေဖန်မှုတွေခံရတယ်တိုက်ခိုက်မှုတွေခံရတယ်။ဒါပေမဲ့ခုနကပြောသလိုဒါကတော့ကိုယ့်ပုံမှာလည်းအများကြီးမူတည်ရလို့ကျွန်မယူဆရရှင်အဲ့တော့ကျွန်မအနေနဲ့ကတော့main ကလေးတယောက်လိုဝစားသွားလာနေတာကပို့ပြီးတော့ခက်ခဲတယ်ခုနပြောသလိုဖုံးကွယ်ရတာအစဒီပေါ့နော်ပတ်ဝန်းကျင်ရဲ့စမှုတွေသူတို့ပြန်ပြီးတော့ရန်စနဲ့ပြန်မတုတ်ပြန်ပြီးအောင်တော့ကိုအမြဲတမ်းထိန်းထားရတယ်ပေါ့နော်ဒါကတော့ကျွန်တော် transgender တယောက်အနေနဲ့ရှိထိုက်တဲ့စိတ်ထားတစ်ခုလို့ကျွန်မထင်မိပါတယ်ရှင်ကို့မှာမိသားစုဝင်ရှိတယ်မိဘရှိနေသေးတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့မိဘတွေကိုကိုယ့်ရဲ့လုပ်ငန်းဆိုင်တွေချပြပါဒါမှတာလည်းပြန်ကိုယ့်ရဲ့မိသားစုကကိုယ့်ရဲ့မိဘရဲ့ကိုယ်ကိုလက်ခံမယ်နောက်တစ်ခုရှိတာကကိုဒီကိုပေါ့နော်ထိမ့်သိမ့်မှုလိုအပ်တယ်ပုံဝန်းကျင်မှာကိုဝေစားစင်မှုပါအစစကားပြောဆိုတာပါအစကိုဒီ
အားသားတယောက်မဟုတ်ဘူးเนาะထန်ချင်တာတယောက်အနေနဲ့ဖြစ်တဲ့အတွက်ကိုယ်ကိုပုံဝင်ချင်ချစ်အောင်ခင်အောင်ကိုနေဖို့လိုရဲနောက်တစ်ခုရှိတာကကိုလုံနိုင်တယ်လို့ကိုဒီ makeup artist နဲ့ makeup artist လုံနဲ့ပတ်သက်တဲ့အလုပ်တွေကိုဖြစ်မြောက်အောင်လုပ်ရမယ်ဒါမှသာလျှင်ကိုသွားခြင်းနဲ့ပန်းနိုင်ရောက်မှာပေါ့နော်အဲ့ဒါမှလည်းကိုယ့်ရဲ့မိသားစုကကိုယ်လက်ခံမှာအဓိကကတော့ကိုယုံကြည်မှုရှိနဲ့ကိုလှုပ်ချင်တဲ့အရာတွေအောင်မြင်လုပ်ပါလို့အဲ့ဒီ message ကိုပေးချင်တယ်ပေါ့နော်ကျမတို့ရဲ့ဒီဘဝဒီဖက်ချင်တာတွေ